ဒီလောက်အံ့ဩဖို့ကောင်းတဲ့လိုလျောက်အစာကျွေးဆက်မျိုးတင်မြင်ဘူးရဲ့လားထိုင်လိုက်ရုံနဲ့အစားအစာတွေကပါဆက်ထဲရောက်လာတာပါဆက်ကတင်းရဲ့စားတော့မှုကိုအလိုလျောက်ထိန်းချုပ်ပေးပါတယ်ဂျော့ဂျ်ကတော့တကယ်ကိုအစားကြီးတဲ့ဝက်ကလေးပါမနှက်စာစားပြီးတာနဲ့နေ့လယ်စာအတွက်စဉ်းစားနေပြီလေသူ့ရဲ့မောင်နှမတွေအားလုံးစော့ကစားနေကြပေမဲ့သူကတော့ဘယ်ချိန်ထမင်းစားရမလဲဆိုတာကိုပဲတွေးနေတာပါနောက်ဆုံးမှာတော့ဝက်မကြီးကခေါင်းလောင်းတီးပြီးထမင်းစားချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်ဒါကိုကြားတာနဲ့ဂျော့ဂျ်ဟာလျှက်စီးလက်တလို့အမြန်ဆုံးပြေးသွားပါတော့တယ်အစားမစားခင်ဝက်ကလေးတွေအားလုံးကယိုရိုတေတေဆူတောင်းကြပါတယ်ဂျော့ဂျ်တယောက်ပဲမယိုးသားတဲ့စိတ်ကူးရှိနေတာပါသူကစားပွဲအောက်ကိုခိုးဝင်ပြီးခောက်ဆွဲတွေကိုအကုန်လုံးပူးချီထားလိုက်ပါတယ်ဝက်မကြီးကစားလို့ရပြီလို့ပြောလိုက်တာနဲ့ဝက်ကလေးဟာခောက်ဆွဲအားလုံးကိုတစ်ချိန်တည်းနဲ့ဝါးမြူလိုက်ပါတော့တယ်နောက်တစ်နေ့မှာတော့စိတ်ကောင်းရှိတဲ့အိမ်နီးချင်းတယောက်ကသူ့ကိုဖိတ်ကြားပြီးအရသာရှိတဲ့အစားအစာတွေအများကြီးပြင်ဆင်ပေးထားပါတယ်ဂျော့ဂျ်ကတော့ဘာမှမစင်စားပဲထိုင်ကုန်ပေါ်မှာထိုင်လိုက်တာပေါ့ဒါပေမဲ့စက်ရုပ်လက်တံကြီးကသူ့ကိုတန်းချီလိုက်လိမ့်မယ်လို့သူမထင်ထားခဲ့ပါဘူးအဲ့ဒီနောက်ဂျော့ဂျ်ကိုဆက်တွေပြည့်ရှိတဲ့အခန်းထဲခေါ်သွားပါတယ်ဟိုလူကတော့ဆက်တွေကိုထိန်းချုပ်ဖို့ထိန်းချုပ်ခန်းထဲကိုသွားလိုက်ပါတယ်ဇွန်းကတနာရီမိုင်900နှုန်းနဲ့စတင်ကျွေးပါတော့တယ်အရင်ဆုံးအစာချင်းညအောင်တစ်တီးတွေပြီးတော့အဓိကဟင်းလျာအဲ့ဒီနောက်မှာတော့အကြီးစားဆန်ဒဝစ်နဲ့တစ်တီးပိုင်တွေကျွေးပါတယ်နောက်ဆုံးမှာတော့အချိုပွဲအိုက်ဆက်ခရင်ပေါ်ကန်ဆိုးတာကသူကအိုက်ဆက်ခရင်ကန်တော့ဂျုံကိုမစားနိုင်တာပါပဲဂျော့ဂျ်ဒီလောက်ပျော်ပျော်ရွှင်ရွှင်စားနေတာကိုမြင်တော့ဟိုလူကအယူမူကျွေးတဲ့စနစ်ကိုပြောင်းလိုက်ပါတယ်တနေ့နဲ့တညလုံးအတင်းတမအစာကျွေးခံရပြီးနောက်မှာတော့ဂျော့ဂျ်ဟာဘောလုံးတစ်လုံးလိုလုံးပတ်ကြီးသွားပါတော့တယ်အိမ်ပြန်လမ်းမှာစပွဲပေါ်ကကြက်ပေါင်တစ်ခုကိုမြင်တော့သူမနေနိုင်ပဲကောက်စားလိုက်ပြန်ပါတယ်ကန်ကောင်းတာကဒါတွေအားလုံးဟာအိမ်မက်တစ်ခုသာဖြစ်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲထမင်းစားကောင်းလောင်းတန်ကိုသူပြန်ကြားလိုက်ရပြီးဂျော့ဂျ်ဟာစားဖို့အတွက်ချက်ချင်းပဲပြေးသွားပါတော့တယ်